ဟေးဘယ်လေလောက်ကနေမမောပမန်းနဲ့ပြန်လာနေပြီလားအရင်ဖိုက်ဆန်နေပြီလားသူကတော့ရုံးကနေပြီးတော့ပြန်လာချင်းသမင်းပူပူလေးတည်လိုက်တယ်ကြက်ဥလေးကြော်လိုက်တယ်ဘာမှလည်းတိတ်မရှိတော့လေပြီးတော့ငါးဟင်းလေးကတော့မနက်ကကြံတဲ့ငါးဟင်းလေးနဲ့ဟာမယ်ပြီးတော့ငပိရည်လေးတယောက်စာလေးမို့လို့ငငယ်လေးပဲကြူလိုက်တယ်ပြီးတော့တို့ကြငါယိုလေးခိုးထားလိုက်တို့စရာလေးတွေကခေါ်ပြီးရင်တရက်ဒီတရက်ဒီတစ်လုံးကို1300တဲ့ဖရဲသီးရယ်စူပုတ်ရွက်ရယ်တခွားသီးရယ်လုံးဝ1900ပြီးခဲ့ရဒါတော့ဖရဲသီးလေးပြုတ်ခါဖြစ်ပါတယ်ပဲဆောင်ကသီးကတော့တန်တယ်တပုံ1000နဲ့အများကြီးပဲဒါဟိုတနေ့ကကျန်တဲ့ကျင်းကသီးလက်ကျန်တာစူပုတ်ရွက်ဒါနန်းပဲစပြီးတာနဲ့တက်ဘိုက်ဒီယာစားနေနေ့ချင်းကရုံးမှာထမင်းစားမထားဘူးအဲ့တော့ဘိုက်ကရမ်းစားနေတဲ့အချိန်မှာငပိရည်နဲ့ဟလိုမျိုးနေပြီးတော့စားမှဖြစ်ပါတယ်ရင်းနေတော့ခုံးနေပြီမွေးနာဝိတ်ကလည်းချမယ်နဲ့ဘယ်တော့မှတော့ချနိုင်မှာမဟုတ်ပါဝိတ်မချလဲလှပြီးသားနော်မလို့တရေကြလိုက်တာခိုင်းစားလိုက်တာနေကနေ့ကခိုင်းစားတာအောင်ချင်လေကြောက်ဦးလေးကိုဖောက်လာထည့်ပြီအမင်းလေးကအရန်နဲ့ဒါဒီအဒီလည်းမသိမပြောတတ်ဘူးမချစ်စုလားပါလားဒီဟုတ်ချင်ပါလဲဟုတ်မှာပါနော်မွေးနာလည်းတိုက်လိုက်တယ်ဟုတ်တယ်ပြမြည်ရလို့မပြောနဲ့ဒါပေမဲ့တကယ်မြည်ရဘိုးစားမြည်ရမလေးကောင်းတယ်တေးအောင်သေးမှကောင်းတော့သူ့ပို့ရတယ်အင်းကြီးကဒီနေဝက်ခါပဲများနေရမယ်ထင်တော့ရေချိုးပြီးတော့ချမ်းလို့ဒီလိုဖွင့်လိုက်တာကြာလိုက်တော့တွေးတဲ့ဟာကောက်ဆိုလိုက်အားရမရဝါဒနာပြီးတော့ရတာဝါဒနာပါတာညနေခင်းလေးဆိုရုံးကပြန်လာလို့ရှင်စောင်းနေမိုင်းဆိုတော့လေလေးကြီးအေးလေးတိုက်တယ်အဲ့ဒီမှာခေါင်းကြီးတို့ယူဝက်ဒီရှက်လေးကိုဝက်ဘယ်လိုပြောဈေးဆွဲခြင်းကိုဆွဲအကြီးမဟုတ်ပါဘူးသေးလေးပါအဲ့လိုဆွဲဆင်းပြလို့ရှင်လေဈေးထဲမှာလေလူတွေကိုရှောက်ကြည့်ငေးမောအကျော်သိန်းတွေကိုကြည့်ပင်ဈေးတဲ့ပုံစံနဲ့ဟွာတွေကိုကြည့်ဟင်းပဲတည်းဆောင်းရသည်ဆိုရင်ဘာလို့လဲမသိဘူးလက်ဆက်အရာဒီတင်းတာပေါ်ခြင်းလားမသိကောင်းလိုက်တာတလေးတော့ဒီဗီဒီယိုကြည့်ပြီးအရင်သိကြနေမှာပဲခွင့်ကြွေးနေလိုက်တာရတော့ငါးသီးလေးရတယ်နှုတ်ဖက်တော့ကိုက်ခလိုက်တာတော့ကျွတ်နေပြီကောက်ကဘာမှအကြိုက်ဆုံးကငပိနဲ့တိုးရခီးတွေနိုင်ငံသားခီးသွားတော့လို့ရှင်သွားခင်တော့ကြိုပြီးတော့ဟင်းနေချက်ပါထမောင်ကြော်ရယ်ကြက်သားကြော်ရယ်ငါးငပိချက်ကိုချက်ပြီးတော့နှစ်နေအောင်လုပ်သွားထမောင်ကြော်သွားရယ်ဒီဟိုတယ်ခန်းထဲမှာဖြေးပြီးစားသမင်းလေးပဲဝယ်ပြီးစားဘာချက်လဲဖြေတာပြီးသားဖြစ်တယ်နောက်ပြီးတော့
အချိန်လည်းမကုန်ဘိုက်စားတဲ့အချိန်မှာသူများနိုင်ငံအစားအသောက်တွေကိုနေတိုင်းစားလာတဲ့အခါမှာတစ်ပတ်လောက်ကြာလာမစားနိုင်တော့မစားနိုင်တော့ရှင်တွေကကွဲလာအရင်ခရီးတွေသွားတော့ကအခုနောက်ပိုင်းဆိုလို့ရှင်ဟင်းနေချက်ပါပတ်စံလည်းအကုန်သက်သာတယ်ပြီးတော့ရင်ထဲမှာလည်းတင့်တာစားပြီးပါလို့ရှင်တင်းတောင်းနဲ့လုံးဝလေအာတာပြေသွားတယ်မဝေးမှဖြစ်သွားပြီးသွားပြီလို့စစ်လိုက်လက်တွေ့ထဲမှာအများကြီး7 လောက်ရှိPG ကစားတော့တွေပဲအဲ့လောက်ပဲရှိဟုတ်စစ်လေးနေတာလေစစ်ကဲနော်ဟင်းနေအများကြီးချက်တယ်ကွာအေးရတို့ရမဆုံးသေးဘူးမင်းကကုန်းလိုက်ထက်ထက်အောင်နော်ခင်မနင်းဒီလောက်ပဲစားကိုပြောရနော်လောက်ပဲစားဒီထက်ပိုမစားနဲ့ဆိုထမင်းရောင်းမလေးနဲ့နှစ်ဆွန်းထည့်ထားဟုတ်ကြလားမင်းကထည့်လိုက်အောင်ပါနော်ခဏနေပြန်လာခဲ့လောက်ရှုံးလို့ထမင်းအိုးလိုက်ပဲယူလာဟုတ်တော်ကြနေခဏနေထားတယ်လို့မတရားစားတယ်ချက်မင်းကတော့ဒါလောက်နော်ဟုတ်ကိုထမင်းကိုပြန်ခိုးလိုက်တူးလိုက်နည်းနည်းလေးတူးလိုက်တခါလိုက်ပြင်မစားပါဘူးကအရင်မစားပါဘူးဆိုပြီးတော့သွားထမင်းကိုသွားကြည့်လိုက်တချမ်းကြပါသိရင်လည်းတိုင်းအယိုးလေးတွေတီရှူးပါချထားလိုက်ဒီရစားအောင်ကောင်းလိုက်တာတေးအောင်တေးမှာဘိုက်ကနှိမ့်ချင်းနေအတက်ကုန်စားနေတာသူများတွေထမင်းစားဗီဒီယိုကခဏလေးရခထမင်းစားဗီဒီယိုအကြာကြီးနေမှာဘာလို့လဲဆိုတော့အများကြီးစားနေဒါပေမဲ့သူများရမြင်ကြီးမှာသူများဗီဒီယိုရိုက်ပြီးတင်နေတဲ့လူကပို့စားအများကြီးပဲကျမအတိုင်းတာနဲ့ဆိုတာတော့စားရလို့ပြောလို့ရပါတယ်ပြောအောင်အများကြီးငါမစားတော့ငါ့ကိုအယိုးလေပါဇက်ထဲကနေပြီးတော့ပြန်ပြီးတော့ကစားပြီးတော့ပြန်မထုတ်တော့အဲ့ဒါပညာပါငါ့ကိုထည့်ချလိုက်မျိုးလုပ်ပြီးလို့ရှိရင်ရှာလေးနဲ့အယိုးနဲ့အသားနဲ့ကိုခွဲချလိုက်အသားကိုကြာမျိုးချလိုက်မျိုးချပြီးအယိုးလေးကိုကြာဇာလေးဘတ်တင်ပြီးတော့ထုတ်လိုက်ငါးစားနီးပဲခေါ်ရီလေးတိုးလိုက်ဟင်းတော့မစားပြပါဟင်းလည်းမရှိကြုတ်ကြပဲရှိတို့ကြဆုံးစားယောဂကာကွယ်ခြင်းဟင်းသီးဟင်းရွက်အဆုံးစားကျမလိုမျိုးလူပြိုလှပလောကမဟုတ်ဘူးလေလောကလည်းမဟုတ်ပြောလည်းမပြောတတ်ဘူးပောက်ရရလှုပ်ပြီးတော့နိုင်ဟိုတင်းဟိုကစိတ်ချမ်းသာလို့ရှောက်လုံးနေရပါသူများတွေကတော့မြင်တော့ဘယ်ကယူမတက်လာလဲမသိဘူးဆိုပြီးအောင်ပါပဲဟုတ်ကြရင်ငါ့ကိုဆဲတဲ့ထဲမှာပဲပါမသိအဆဲခံရပြီဆိုလို့ရှိရင်ငါအောင်မြင်တယ်အဲ့လိုကြီးတော့မအောင်မြင်ခြင်းပါလားအဆဲခံပြီးတော့မှလည်းဖျောင်းနိုင်ပြီလို့မျိုးကြီးအဲ့လိုမျိုးဖြစ်ချင်အားဖြစ်ချင်အမေလေးစားပြီးကိုကြိုက်တာကိုလုပ်နေရအောင်ပြောဒါပါပဲအမေဟိုကသူထိုက်တဲ့ကျင်းလာပြန်အဲ့ဒါမှဆိုင်နာရီကြတဲ့ဒုက္ခရမသိဘူးချက်လို့ဒီစလေးလေးကိုတုတ်လာမင်းထားတဲ့ကျန်လေး
ဦးလုံးကုန်တော့ဟာဖိတ်ကတေးအောင်ကြောက်ဟောပါမင်းကုန်သွားရင်ဖိတ်ကလည်းမဝတူထပ်ဆက်တယ်ထဲ့ကောင်းမလားမထဲ့ကောင်းမလားကမမှာပြောသားပေးကြပါဒါမှမဟုတ်လို့ရှင်ဗီဒီယိုဒီမှာရက်လိုက်မယ်ကေမထမင်းထက်ထက်စားလားထက်ထက်မစားဘူးလားဆိုတာကိုခံမှန်းပြီးတော့ comment မှန်ခဲ့ကြပါလက်ကားစားပါမမှန်ပါနဲ့အဲ့လိုမျိုးနဲ့သူများတွေရဲ့ပတ်စံတွေညာမျိုးချင်းပါဘူးနော်ဟုတ်ပါဘူး comment တွေမှန်ခိုင်း subscribe တွေလုပ်ခိုင်းလုပ်ချင်ပါလုပ်ချင်လည်းနေပါကြအဲ့ဆိုရင်ဒီဗီဒီယိုလေးကိုဒီမှာပဲရပ်လိုက်ပါအောင်မယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော်အားလုံးပဲတတ်တာပါ